เพราะผมขับมอเตอร์ไซค์ผมไม่ได้ขับรถยนต์ครับพี่ โอ้เต็มเตียงแบบนี้เลยเหรอ เขาไม่มีสติเนี่ยมีลายใหม่เรื่อยๆนะครับ ဒါကတော့ဆိုင်ငယ်ကယ်လီမှာသူလိုက်ပို့တယ်ပေါ့နော်ဒီအရန်မူးနေတယ်နော်ဒီတယောက်မှလည်းအရန်မူးနေတယ်ဆိုင်ငယ်မှာအိမ်ရှိရိုက်ပို့ရင်းနဲ့အိမ်ထဲဝင်သွားတယ်ဗီဒီယိုဖိုင်ပေါ့နော်ဒီသတင်းလေးကဖြစ်သွားတာတလားလောက်ကြော်ယူထင်ပါရဲ့နော်ဟောနည်းနည်းတော့ကြာနေပါပြီဒီဆိုင်ငယ်ကယ်လီသမားကဒီဧည့်သည်ကိုပေါ့နော်ပို့ပြီးတော့အခန်းထဲလေးဝင်ပြီးတော့အရန်မူးနေတဲ့ဒီအဲ့တဲ့ဟိုပေါ့နော်သူဗီဒီယိုတွေရိုက်တယ်ပြီးတော့သူမဟုတ်တာလုပ်ခဲ့တယ်ပေါ့နော်အဲ့ဒါကြီးကိုသူဗီဒီယိုရိုက်ပြီးတော့ group တွေမှာ like ဖွာတယ်ပေါ့အကြောင်းဒီသတင်းဖြစ်သွားတယ်ပေါ့နော်ဒီဆိုင်ငယ်ကယ်ရီသမားကိုတာဝန်ရှိတဲ့ရဲတွေကဖမ်းမိသွားပါပြီသူတို့ဥပဒေတိုင်းပေါ့ဆက်လက်ဆောင်ရွက်သွားမယ်ပေါ့ဘာကြောင့်ဒီသတင်းကိုတင်ပေးရလဲဆိုတော့ဒီသတိထားရအောင်ပေါ့နော်တချို့ညီကိုမောင်နှမတွေညဘက်အပြင်သွားတောက်စားထားတာအရန်မူပါညာတချို့ကားသမားတွေဒီဆိုင်ငယ်ကယ်ရီသမားတွေတိတ်ယုံရတယ်မှာမပါပါဘူးဒါကြောင့်ကြည့်ပြီးတော့သွားပါအရန်ကြီးတော့မူးပြီးတော့မသွားပါနဲ့အရန်မူးရင်သွားရင်တော့ကိုအခွင့်ရဲယူတာတွေဖြစ်တတ်ပါတယ်ကိုတောင်တိလိုက်မှာမဟုတ်ဘူးเนาะကိုဗီဒီယိုတွေပေါ်လာတတ်ပါတယ်လို့အကြောင်းသတိထားကြပါလို့เนาะ